ကိုမုန်းပြီးတော့မချေမနှက်ရင်ထဲကမချေမချမ်းဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ရှိနေပြီဆိုလို့ရှိရင်ဘာနဲ့ဖြေဖြောက်ရမလဲဆိုတော့မြတ်စွာဘုရားကလီလံ၅သွယ်ပေးခဲ့တာဖြစ်တယ်ပေါ့နော်လီလံ၅သွယ်ကပထမအဲ့ဒီပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာခိုင်မာအောင်တည်ဆောက်ပါနော်သူ့ရဲ့အကျိုးစီးပွားကိုစဉ်းစားပါမုန်းစရာတွေကိုမတွေးနဲ့ဆိုပါတော့လူတယောက်ဟာမေတ္တာကိုတည်ဆောက်တော့မယ်ဆိုလို့ရှိရင်အပြစ်ကိုမကြည့်နဲ့ကောင်းတာလေးကိုရှာကြည့်ကောင်းတာလေးကိုရှာကြည့်ကောင်းကွက်ကိုရှာမေတ္တာကိုပွားလို့ဆိုတဲ့အတိုင်းကောင်းတဲ့အကွက်ကလေးကိုကြည့်ပြီးတော့မေတ္တာပွားလိုက်ရမယ်လူတိုင်းဟာအဆိုးကြီးမဟုတ်ဘူးအကောင်းတွေရှိတတ်သေးတယ်အဆိုးတွေကိုမေ့ထားလိုက်အကောင်းလေးကိုကြည့်ပြီးမေတ္တာရအောင်သူ့ရဲ့အပေါ်မှာမေတ္တာဓာတ်ဖြစ်အောင်ကိုယ့်ရင်ထဲမှာမေတ္တာပြိုးပါလို့ဆိုလိုတယ်သူ့ကိုမေတ္တာပို့တာမဟုတ်ဘူးနော်လူတွေလွဲမှားပြီးတော့မေတ္တာပို့ခိုင်းနေတာပြောတာမဟုတ်ဘူးကိုယ့်ရင်ထဲကအမုန်းတရားပျောက်ဖို့ရာအတွက်မေတ္တာဓာတ်ကိုတည်ဆောက်တာနော်အဲ့တော့တည်ဆောက်တဲ့အခါမှာကိုယ့်ရင်ထဲမှာပဲတည်ဆောက်အောင်သို့တော့အာယုံပြုတဲ့အနေနဲ့ကတော့ကိုမုန်းတဲ့ပုဂ္ဂိုလ်အာယုံပြုပြီးတော့သူ့ပေါ်မှာမုန်းတဲ့စိတ်ပျောက်သွားအောင်ကိုယ့်ရင်ထဲမှာမေတ္တာတည်ဆောက်ပါလို့သူပြောတာနော်အဲ့တော့မေတ္တာတည်ဆောက်တဲ့အခါမှာတည်ဆောက်ဖို့ရခက်နေတယ်ဆိုလို့ရှိရင်သူဘယ်တော့မှတော့ငါ့ကိုခုခဲ့ဘူးတာပဲငါ့ကိုအထင်လွဲလို့ပြောတာနေမှာပါထင်မြင်လွဲလို့ငါ့ကိုလောက်တာနေမှာပါငါ့ကိုအရင်တော့ကဘယ်တော့မှမဆဲဘူးအခုထင်လွဲပြီးဆဲတာနေမှာပါဆိုပြီးတော့ကောင်းတဲ့အကွက်ကလေးသူ့ဘယ်နေရာမှာတော့ကောင်းတယ်ဒီလူကလူတော်ပါပဲနဲ့ဆိုကောင်းတဲ့အကွက်ကလေးတွေကိုတွေးပြီးတော့သူ့ပေါ်မှာမကျေနပ်တဲ့စိတ်တွေပျောက်အောင်လုပ်ပါအရေးကြီးဆုံးကကိုယ့်ရင်ထဲကမကျေနပ်တဲ့စိတ်ပျောက်အောင်လုပ်ဖို့ပဲအရေးကြီးဒီလိုဆိုလို့လေနော်အဲ့တော့အမုန်းတရားဟာမကျေနပ်တဲ့စိတ်တွေပျောက်သွားပြီးတော့သူ့ပေါ်မှာတိခဏ်ချင်းခွင့်လွှတ်ခြင်းဆိုတဲ့စိတ်နဲ့သဘောထားတွေပေါ်လာပြီးဆိုရင်ကိုယ့်ဘက်ကအနိုင်ရလိုက်ပြီလို့သူ့ပေါ်မှာကလေးစားချေမဲ့စိတ်တွေမရှိတော့ဘူးရှင်တဲ့နှလုံးထဲမှာအေးချမ်းသွားပြီဟုတ်ပြီမေတ္တာနဲ့လှုပ်လို့အောင်မြင်သွားပြီဆိုရင်အောင်မြင်မှုတစ်ခုရသို့တော့အမုန်းတရားဟာမေတ္တာနဲ့လှုပ်လို့မအောင်မြင်ဘူးဆိုရင်နောက်ဒီလန်တစ်ခုသုံးချအောင်မေတ္တာထားလို့မရဘူးဆိုလို့ရှိရင်သူ့ပေါ်မှာအကျဉ်းနာကရုဏာထားလိုက်ပါဘယ်လိုအကျဉ်းနာတရားထားရမလဲလို့ဆိုဒီလူဟာအခုလိုလူ့ဘဝရောက်နေပေမဲ့လို့သူ့ရဲ့စိတ်နေသဘောထားတွေရတည်သွားတာနဲ့အပင်ငယ်ရောက်မဲ့လူပဲတဏှာเสียတရဝပဲငါသူ့ကိုတုံ့ပြန်ပြီးဒုက္ခပေးเสียမလို့သူ့ဘာသူဒုက္ခရောက်မဲ့လူဖြစ်တယ်အတော်တဏှာเสียကောင်းတဲ့တရဝပဲလို့ကရုဏာထားလိုက်ပါတဲ့အဲ့လိုကရုဏာထားရင်ရှင်တဲ့ကအမုန်းတရားဟာပျောက်သွားနိုင်တယ်စမ်းကြည့်ရမှာတော့ဒါတွေကအိမ်ပြန်တဲ့အခါမှာလက်တွေ့အသုံးချအိမ်ပြန်တဲ့အခါမှာလက်တွေ့အသုံးချလူတွေကမေတ္တာပွားဖို့ခက်ပေမဲ့လို့ကရုဏာထားဖို့ကြတော့ကိုကအပေါ်စီးယူတဲ့သဘောဖြစ်တယ်နော်အပေါ်စီးယူတဲ့သဘောဖြစ်တဲ့အတွက်ကြောင့်တဏှာထိုက်တဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့တဏှာပေးလိုက်ပါလို့ဆိုလိုတယ်ပေါ့အဲ့ဒီလိုတဏှာချင်နာတဲ့စိတ်တွေဖြစ်ပေါ်လာလို့ရှိရင်လည်းပဲအမုန်းတရားဟာပျောက်သွားနိုင်တယ်အဲ့ဒီလိုမှမပျောက်ဘူးဆိုလို့ရှိရင်နောက်တနည်းကဥပိ္ပခာထားလိုက်ပါဥပိ္ပခာလို့ဆိုတာဟာဘာလဲဆိုလို့ရှိရင်ချစ်ချင်းမုန်းချင်းကင်းပြီးတော့ကိုယ်နဲ့မသိတဲ့ပုဂ္ဂိုလ်သဘောမျိုးနော်ငါကတော့ငါနဲ့သိတာမှမဟုတ်ပဲကိုဘွားတော့ကလည်းငါနဲ့သိတာမှမဟုတ်ပဲအခုမှတွေးကြတာပဲသူဘာသူဘာပြောသူနဲ့ငါနဲ့သိတာမှမဟုတ်ပဲဆိုတဲ့ဥပိ္ပခာနဲ့ထားလိုက်
ချစ်ချင်းမုန်းချင်းကင်းတဲ့ဥပိ္ပခာနဲ့နေလိုက်အဲ့လိုနေလိုက်လို့ရှိရင်ရင်ထဲကမုန်းတရားပျောက်သွားတယ်အဲ့ဒါနဲ့မပျောက်ဘူးဆိုလို့ရှိရင်ဘာလို့အောင်အတ္တိအမနတိကာရတဲ့၄နံပါတ်ဤစနစ်ကိုမြတ်စွာဘုရားမေ့ပြလိုက်ပါပို့ဆဲထားတာမေ့လိုက်မေ့နေရင်တော့ခေါင်းထဲမှာရောက်လာမှာမဟုတ်ခေါင်းထဲရောက်မှဒေါသထွက်တာဟုတ်နော်ဘယ်ရာပဲဖြစ်ဖြစ်တတိရတဲ့အခါမှာဒေါသဖြစ်တာအဲ့တော့ခေါင်းထဲမှာမထားနဲ့မေ့ပြလိုက်ဘယ်တော့မှစိတ်ထဲမရောက်စေနဲ့ဒီအကြောင်းအရာကိုလုံးဝမေ့ထားလိုက်တချို့ကိစ္စကြတော့မေ့လို့ကိုမရဘူးဆိုတာတွေကရှိသေးတယ်လာသေးတာနော်မေ့လို့ကိုမရဘူးမမေ့နိုင်တဲ့အဖြစ်အပျက်တစ်ခုဆိုလို့ရှိရင်ဘာလုပ်ရမလဲနောက်ဆုံးလက်နဲ့ကဘာလုပ်ရမလဲဆိုတရားတစ်ခုကံတစ်ခုဖြစ်သည့်အတွက်ကြောင့်သူလည်းသူကံနဲ့သူသွားမှာငါလည်းငါကံနဲ့ငါသွားမှာတို့ရန်ဖြစ်နေလို့ဘာအကျိုးရှိမှာလဲငါလည်းကောင်းတာလို့ရင်ကောင်းတဲ့ဘုံရောက်မှာမကောင်းတာလို့ရင်မကောင်းတဲ့ဘုံရောက်မှာသူလည်းသူကံအတိုင်းသွားမှာပဲငါလည်းငါကံအတိုင်းသွားမှာပဲဆိုပြီးကံတရားကိုဆင်ញင်လိုက်ပါကမ္မတက္ကတတ္တတရားဝါရီဆိုတာသူကံနဲ့သူဖြစ်ကြတာမုန်းနေလို့လည်းအပူပဲရံဖြစ်နေလို့လည်းအပူပဲတို့အဲ့ဒါလို့ဆင်ញင်သုံးသပ်လိုက်လို့ရှိရင်ပျောက်သွားပါလိမ့်မယ်